အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကိုအမြဲဆောင်မြော်အားပေးနေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျဒီနေ့မှတင်ဆက်ပေးသွားမှာကတော့တသက်လုံးခံခဲ့ရသမျှအတိုးနဲ့ပြန်ယူမဲ့နေဆိုတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ကိုဖတ်ပြတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျကျွန်တော်ဒီဖတ်ပြတင်ဆက်ပေးတဲ့ဒီဇလန်းလေးကိုအဆုံးထိနာဆင်ခန်းစားပေးခဲ့ကြပြီးကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနှိပ်ပြီးအားပေးခဲ့ကြပါအောင်ခင်ဗျထောင်းတကားကြီးဆွဲဖွင့်လိုက်တဲ့တန်ကတန်ကြီးတက်နေတဲ့အတိတ်တစ်ခုကိုဖြိုခွင်းလိုက်တယ်လို့အကျဉ်းထောင်ဝင်းထဲမှာဟိန်ထွက်သွားပါတယ်အသက်40ကျော်အရွယ်အမျိုးသားတဦးဟာလွယ်အဆုပ်လေးတစ်လုံးကိုပခုံးမှာလွှဲပြီးအပြင်လောကကိုခြေလန်းစားလိုက်ပါတယ်သူကတော့တတ်နိုင်လွန်ခဲ့တဲ့15နှစ်ကဒီနေရာကိုသူရောက်လာတော့ကတော့တုံးလုံး6ချားနေတဲ့မတရားဆွဆွဲခံရတဲ့လူငယ်လေးတယောက်အခုတော့သူရဲ့မျက်နှာပေါ်မှာဘဲရာကိုမှမကြောက်တော့ပဲအရေးအယောင်တွေနဲ့ဓာတ်တန်ရာအမားရတစ်ခုကထင်ထင်ရှားရှားရှိနေခဲ့ပါပြီ။နေအောင်ကြီးကသူ့မျက်လုံးတွေကိုစူးရှစေပေမဲ့သူမျက်တောင်တစ်ချက်မခတ်ပဲလမ်းမကြီးစီကိုတက်တက်ရှောက်သွားပါတယ်။သူပထမဆုံးသွားခဲ့တာကတော့သူနဲ့သူ့ဇနီးသမီးလေးတို့ပျော်ရွှင်ခဲ့မှုတဲ့စိတ်ကန်းနာကကျူးကျော်ရက်ွက်လေးစီကိုပါဒါပေမဲ့သူမြင်လိုက်ရတာကခင်မီအဆောင်အသက်တွေနဲ့သူတို့အိမ်ဟောင်းလေးနေရာမှာအမိုက်ပုံတစ်ခုပဲကြံမာတော့တယ်။ရက်ွက်တဲ့ကလူကောင်းတချို့ကိုလိုင်မေးကြီးတဲ့အခါမှာတော့သူ့ရင်ကိုဓာတ်နဲ့မှွေလိုက်တယ်လို့တရင်ဆိုးကိုကြားလိုက်ရပါတယ်။သူ့ဇနီးနှင်းဟာသူထောင်ကြပြီး3နှစ်အကြာမှာပဲယောဂဝေဒနာနဲ့ဆင်းရဲဒုက္ခကိုမခံနိုင်ပဲဆုံးပါသွားခဲ့ပါပြီ။9နှစ်အရွယ်သမီးလေးမေကတော့မိခင်ဆုံးပြီးတဲ့နောက်ဘယ်ရောက်သွားမှန်းဘယ်သူမှတိတိကျကျမသိကြတော့ပါဘူး။တန်နိုင်ဟာဇနီးဖြစ်သူရဲ့မြက်ပင်တွေဖုံးလွှမ်းနေတဲ့ဂူသင်းချိုင်းရှိမှဒူထောက်ထိုင်ချလိုက်မိပါတယ်။သူ့လက်တီကိုတင်းတင်းဆုပ်ထားရင်မျက်ရည်တစ်ပေါက်မှမကြပဲအန်ကျိတ်ပြီးပြောလိုက်ပါတယ်။နင်းမင်းနဲ့ငါသမီးကိုဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့သူတွေငါဘဝကိုဖျက်ဆီးခဲ့တဲ့သူတွေကိုငါဒီတိုင်းလွတ်မထားဘူးငါရဲ့15နှစ်စာနာကြီးချက်တွေတည်းမကောက်မင်းတို့ခံခဲ့ရသမျှကိုပါငါအတိုးနဲ့ပြန်ယူပြမယ်ထိုနေ့ကစပြီးတတ်နိုင်ဆိုတဲ့လူယိုလေးတည်ဆုံးသွားခဲ့ပါပြီသူ့ရဲ့နာကြီးချက်တွေကနေငကားဆိုတဲ့မြေအောက်လောကရဲ့ကြောက်စရာကောင်းတဲ့လူတစ်ယောက်အဖြစ်စာတင်မွေးဖွားဖို့သူပြင်ဆင်มาတော့တယ်သူပထမဆုံးလိုက်ရှာရမယ့်သူကတော့သူ့ကိုလူသက်သမားဖြစ်အောင်တသက်အမှားလုပ်ခဲ့တဲ့တချိန်ကတငယ်ချင်းအရင်ခောက်ခတ်ကြီးမျိုးကြီးပဲဖြစ်ပါတယ်တန်နိုင်ဟာရန်ကုန်မြို့ရဲ့အမောင်ရိပ်ကြတဲ့လမ်းကြားတစ်ခုတည်းကတန်ကြီးတက်နေတဲ့ကိုရောင်ဟောင်းတစ်ခုစီကိုဦးတည်ခဲ့ပါတယ်အဲ့ဒီနေရာကတော့ထောင်ထဲမှာသူနဲ့အတူအခန်းပေါ်ဖြစ်ခဲ့ပြီးတန်နိုင်ရပေါ်လေးစားမှုမရှိခဲ့တဲ့ဇော်ကြီးရဲ့ဂီဟာပဲဖြစ်ပါတယ်ဇော်ကြီးဟာအပြင်လောကမှာအသေးစားလူမိုက်အဖွဲ့တစ်ခုကိုဦးဆောင်နေသူပါအကိုကြီးတကယ်လွတ်လာပြီပဲဇော်ကြီးကဝမ်းသာအားရကြိုးဆိုပေမဲ့တန်းနိုင်ရဲ့အေးဆက်ဆက်မျက်လုံးတွေကိုကြည့်ပြီးစကားတန်တုံ့သွားပါတယ်တန်းနိုင်ရဲ့ပုံစံကအရင်ကသူတီးခဲ့တဲ့အကိုကြီးမဟုတ်တော့ပဲတားကောင်ကိုချောင်းနေတဲ့ကြားတကောင်လိုအငွေးအသက်တွေထွက်နေလို့ပါငါမှအချိန်မရှိဘူးဇော်ကြီးမျိုးကြီးပမာလေးဆိုတော့ငါသိချင်တယ်တန်းနိုင်ရဲ့အတန်ကတီငိမ်လုံးမိမဲ့နားထောင်ရသူဖို့ကြောချမ်းစရာကောင်းလာပါတယ်ဇော်ကြီးကတပြင်းချရင်အခြေအနေကိုရှင်းပြပါပါတယ်မျိုးကြီးဟာအခုတော့အရင်ကလိုလမ်းဘေးလူမိုင်မဟုတ်တော့ပဲမျိုးရဲ့အနောက်ပိုင်းကလောင်ကစားတိုင်တွေနဲ့မှောင်ခိုလုပ်ငန်းတွေကိုချုပ်ကိုင်ထားတဲ့ဦးမျိုးဆိုတဲ့အမည်နဲ့အရှိန်အဝါကြီးနေပြီဖြစ်ကြောင်းသိလိုက်ရပါတယ်တန်နိုင်ဟာဇော်ကြီးစီကနေငွေရချို့နဲ့ဆိုင်ငယ်တစ်စီးကိုတောင်းယူခဲ့ပါတယ်နောက်ပြီးထောင်ထဲမှာဆရာဟိန်းတင်ပေးလိုက်တဲ့တိုက်ခိုက်ရေးနီးစနစ်တွေကိုပြန်လည်လေ့ကျင့်ရင်သူ့ရဲ့ခန္ဓာကိုယ်ကိုပြင်ဆင်ပါတယ်သူဟာနေဘက်မှာမျိုးပြင်ကတောအုပ်တစ်ခုထဲမှာအားကစားလုပ်ပြီးညဘက်မှာတော့မျိုးကြီးရဲ့လှုပ်ရှားမှုတွေကိုဒေတစိမ့်စောင့်ကြည့်ပါတယ်တပတ်အကြာမှာတော့တန်နိုင်ဟာမျိုးကြီးရဲ့အဓိကဝင်ငွေရလမ်းဖြစ်တဲ့ရွှေနန်းတော်အမည်ရတဲ့တရားမဝင်လောင်ကစားဝိုင်းရှိရာကိုရောက်သွားခဲ့ပါတယ်သူဟာမျက်နှာကိုအုပ်ထုပ်နဲ့ဖုံးအုပ်ထားပြီးလူမသိအောင်ဝင်သွားခဲ့ပေမဲ့သူ့ရဲ့ခံညားတဲ့ကိုနေဟန်ထားကလူအများကြားမှာထင်ရှားနေပါတယ်လောင်ကစားဝိုင်းရဲ့အထက်ထက်မှန်ကန်ထဲမှာတော့မျိုးကြီးဟာဝီစကီခွက်ကိုကိုင်းပြီးအောက်ကကစားပွဲတွေကိုကျေနပ်စွာကြည့်နေပါတယ်မျိုးကြီးရဲ့ဘေးမှာတော့လက်နက်ကင်အဆောင်ရှောက်တွေအပြည့်ရှိနေပါတယ်တန်နိုင်ဟာလောင်ကစားဝိုင်းထဲကလူမိုက်အချို့နဲ့ပြဿနာဆရှာပြီးရုံရင်ဆန်ကပ်ဖြစ်အောင်ဖန်တီးလိုက်ပါတယ်ကနာချင်းမှာပဲမျိုးကြီးရဲ့တပည့်တွေတန်နိုင်စီကိုပြေးလာကြပါတယ်တန်နိုင်ဟာရှောင်းနှင်းခြင်းမရှိပဲသူ့စီကိုရောက်လာတဲ့သူတွေကိုမြန်ဆန်လုံးနဲ့လက်သီးချက်တွေကန်ချက်တွေနဲ့တယောက်ချင်းစီလဲကျသွားအောင်လှုံ့ဆော်ပါတယ်ဘသူလဲဟာငါနေရာမှာလာရမ်းကားနေရမျိုးကြီးကအပေါ်ဓာတ်ကနေအော်ဟစ်ပြီးဆင်းလာပါတယ်တန်နိုင်ဟာ
သူရဲ့အုတ်ထုပ်ကိုချွတ်လိုက်ပြီးမျိုးကြီးကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်ပါတယ်15နှစ်ကြာခဲ့ပေမဲ့တဦးနဲ့တဦးမှန်မိနေကြစေပါမျိုးကြီးရဲ့မျက်နှာဟာသွေးစုပ်ဖြူလျော်သွားပြီးလက်ထဲကဖန်ခွက်ဟာကြမ်းပြင်ပေါ်ကိုလွတ်ကြကွဲအပ်သွားပါတော့တယ်တက်နိုင်မင်းဘလို့လို့မင်းငါ့ကိုတေးပြီးလို့ထင်နေရလားမျိုးကြီးတက်နိုင်ကအေးဆက်စွာပြုံးလိုက်ရင်ပြောလိုက်ပါတယ်15နှစ်တာအမောင်တွေကငါ့ဘဝအတွက်မင်းစီကနေအတိုးဆယူဖို့ငါလာခဲ့တာလောင်ကစားဝိုင်းတစ်ခုလုံးတိတ်ဆိတ်သွားပါတယ်မျိုးကြီးရဲ့တပည့်တွေဟာသူတို့ဆရာဒီလောက်ထိကြောက်လန့်သွားတာကိုတခါမှမမြင်ဘူးကြဘူးမျိုးကြီးဟာတုံရင်နေတဲ့လက်ချောင်းတွေနဲ့ဘေးကအဆောင်နေစီကတနက်ကိုလူချူဖို့စ조사ပေမဲ့တက်နိုင်ရဲ့လှုပ်ရှားမှုကပိုမြန်ပါတယ်တက်နိုင်ဟာဇပွဲပေါ်ကဝီစကီပလင်းကိုလမ်းယူပြီးမျိုးကြီးရဲ့လက်ထဲကတနက်ကိုပြစ်ပေါက်လိုက်ရာတနက်ဟာကြမ်းပြင်ပေါ်လွင့်စင်သွားပါတယ်နောက်တစ်စက္ကန့်မှာတော့တက်နိုင်ဟာမျိုးကြီးရဲ့လေပင်ကိုအားပါပါနဲ့ညှစ်ပြီးနေရမှာကတ်ထားလိုက်ပါပြီမင်းငါ့ကိုတိတ်ဦးဖုံးမြတ်ကမင်းကိုအလွတ်ထားမှာမဟုတ်ဘူးမျိုးကြီးကအသက်ရှူကြက်နေတဲ့ကြားကချင်းချောက်ပါတယ်ဦးဖုံးမြတ်ဆိုတဲ့အမည်ကိုကြားလိုက်ရချိန်မှာတက်နိုင်ရဲ့မျက်လုံးတွေကပိုပြီးနီမြန်းလာပါတယ်ဦးဖုံးမြတ်ကနောက်မှအခုကမင်းလေတက်နိုင်ကမျိုးကြီးကိုလှုပ်ပေးလိုက်ပေမဲ့မျိုးကြီးရဲ့ခြေထောက်ကိုအားပါပါနဲ့ကန်ချလိုက်ပါတယ်မျိုးကြီးဟာနာကျင်စွာနဲ့ဒူးထောက်ကျသွားပါတယ်တက်နိုင်ဟာမျိုးကြီးပိုင်ဆိုင်နဲ့လောင်းစားဝိုင်းကငွေတစ်တာတွေကိုကြည့်ပြီးတစ်ချက်ပြုံးလိုက်ပါတယ်ဒီနေ့ကစပြီးဒီနေရာဟာငါနေရပဲမင်းရဲ့တပည့်တွေကိုရွေးချယ်ခိုင်းလိုက်ငါနောက်လိုက်မလားဒါမှမဟုတ်မင်းနဲ့အတူအမိုင်ပုံးနဲ့ဆင်းမလားဆိုတာမျိုးကြီးရဲ့တပည့်တွေဟာအချင်းချင်းကြီးလိုက်ကြပါတယ်သူတို့ဟာအင်အားကြီးသူဘက်ကရက်တီလေးရှိတဲ့လူမိုက်တွေဖြစ်တဲ့အတွက်တက်နိုင်ရဲ့စွမ်းရည်ကိုမြင်ပြီးသားပါတယောက်ပြီးတယောက်တက်နိုင်ရဲ့ရှေ့မှာခေါင်းငုံလိုက်ကြပါတယ်မျိုးကြီးဟာသူ့တပည့်တွေသူ့ကိုတစ္ဆာဖောက်သွားတာကိုကြည့်ရင်အန်ကျိတ်နေခဲ့ပါတယ်မျိုးကြီးမင်းကိုငါအခုမတတ်သေးဘူးမင်းမှရှိသမျှစီးစိမ်တွေအာနာတွေတခုချင်းစီစုံချုံသွားတာကိုထိုင်ကြည့်နေစေရမယ်အဲ့ဒါမှငါခံခဲ့ရတဲ့အမောင်ကဘာရဲ့အရာတော်ကိုမင်းသိမှာတက်နိုင်ဟာမျိုးကြီးကိုကိုတောင်ပြင်ဘက်ကိုကန်ထုတ်လိုက်ပါတယ်မျိုးကြီးဟာလူပုံလဲမှာအဆက်တကွဲနဲ့ထွက်ပြေးသွားရပါတော့တယ်တက်နိုင်ဟာလောင်ကစားဝိုင်းကငွေတွေကိုယူပြီးဇော်ကြီးကိုခေါ်လိုက်ပါတယ်ဒီငွေတွေကိုယူသွားငါတို့အင်အားတောင့်နေမို့လို့တယ်နောက်ပြီးဦးဖုံးမြတ်ရဲ့လှုပ်ရှားမှုမှန်သမျှကိုစုံစမ်းခိုင်းရပါတို့ညမှာပဲတက်နိုင်ဟာမြေအောက်လောကတွေကိုသူ့ရဲ့နာမည်ဟာငကားအဖြစ်ပြန်နှံသွားပြီးလူမိုက်လောကမှာရှိန်ကြောက်ရမယ့်သူဖြစ်လာပါတယ်ဒါပေမဲ့သူစိတ်ထဲမှာတော့တခုတည်းတော့ပူပန်မှုရှိနေပါတယ်အဲ့ဒါကတော့ပျောက်ဆုံးနေတဲ့သမီးလေးမေးပါပဲသူဟာအမောင်ထဲမှာထိုင်ရင်သမီးလေးရဲ့တပုံအဆုပ်လေးကိုကြည့်ပြီးတိုးတိုးလေးရေရွလိုက်မိပါတယ်သမီးအဖေမကြခင်လာခဲ့မယ်အဖေတို့ဘဝကိုဖျက်ဆီးခဲ့တဲ့သူတွေအားလုံးကိုဒူးထောက်ခိုင်းပြီးမှအဖေသမီးစီကိုလာခဲ့မယ်မျိုးကြီးကိုလူပုံလဲမှာအဆက်ခွဲပြီးနှင်ထုတ်လိုက်တဲ့တဲ့ရင်ဟာမြေအောက်လောကမှာဒေါ်မီလိုပြန့်နှံ့သွားပါတယ်နဂါးဆိုတဲ့အမည်တဲ့ဟာတညာရဲနဲ့လူမိုက်လောကရဲ့ထိတ်တန်းစကားဝိုင်းဖြစ်လာခဲ့ပါတယ်တက်နိုင်ဟာမျိုးကြီးပိုင်ဆိုင်ခဲ့တဲ့ရွှေနန်းတော်ကိုသူ့ရဲ့အခြေစိုက်စခန်းအဖြစ်ပြောင်းလဲလိုက်ပြီးဇော်ကြီးရဲ့လူတွေကိုပါအင်အားဖြည့်တင်းလိုက်ပါတယ်အကိုကြီးဦးဖုံးမျက်စီကပါတည်င်းရတယ်ဇော်ကြီးကအခန်းထဲကိုအပြေးလွှားဝင်လာရင်ပြောပါတယ်တက်နိုင်ကဇပွဲပေါ်မှာတင်ထားတဲ့ဓမြောင်ကိုကြောက်ပြင်ပေါ်မှာအေးအေးလူလူသွေးနေရင်ကနေမျက်တောင်တစ်ချက်ပင်းကြည့်လိုက်ပါတယ်ပြောမျိုးကြီးကဦးဖုံးမျက်စီသွားပြီးအကူကြီးတောင်းတယ်လို့ကြားတယ်ဦးဖုံးမြတ်ကတော့လူပုံလဲမှာအဆက်ကွဲခဲ့တဲ့မျိုးကြီးကိုဒေါသထွက်နေပုံပဲဒါပေမဲ့သူကအကိုကြီးကိုရှင်းပြဖို့သူရဲ့အယုံကြည်ရဆုံးတတ်တော်ဆောင်ကြောက်ခဲကိုလွတ်လိုက်ပြီလို့သိရတယ်ကြောက်ခဲဆိုတာကတော့ထိုင်းနိုင်ငံမှာမွေထိုင်းပညာကိုနေရှည်လများတင်ယူခဲ့ပြီးသူအေးရက်ဆက်တဲ့လူသက်သမားတဦးအဖြစ်နာမည်ကြီးသူပါတန်နိုင်ကတော့အဲဒီသတင်းကိုကြားပေမဲ့တုံလုံးချင်းမရှိပဲခေအေးအေးပဲတုံ့ပြန်ပါတယ်ဦးဖုံးမြတ်ကအစောကြီးအကွက်ထုတ်လာတာပဲကောင်းတာပေါ့ငါကလည်းငါလက်တွေသွေးအေးနေမှာစိုးနေတာဒိုညမှာပဲတက်နိုင်ဟာမျိုးပြင်ကစိတ်ကန်းဟောင်းတစ်ခုမှာတယောက်တည်းထိုင်နေခဲ့ပါတယ်သူဟာရန်သူလာမှာကိုသိရနဲ့စောင့်နေတာပါမကြခင်မှာပဲကားတစ်စီးထိုးရက်လိုက်ပြီးလူတန်ကြီးတယောက်ဆင်းလာပါတယ်သူကတော့ကြောက်ခဲပါပဲသူ့ရဲ့လက်သီးတွေကတန်တုံးတွေလိုမာကြောနေပြီးမျက်လုံးတွေကတော့တေလူတယောက်ကိုကြည့်သလိုမင်းကငကားဆိုတာလားကြောက်ခဲကအတန်ဩဇာနဲ့မေးလိုက်ပါတယ်တန်းနိုင်ကစီဂရက်ကိုလွှင့်ပစ်လိုက်ပြီးမတ်တက်ရက်လိုက်ပါတယ်နမေကအရေးမကြီးပါဘူးမင်းကိုလွတ်လိုက်တဲ့လူကိုပြန်ပြောလိုက်သူပေးရမယ့်အတူကဒီနေ့ကစပြီးတက်နေပြီလို့ကြောက်ခဲကဘာစကားမှထပ်မပြောပဲတန်းနိုင်စီကိုအရှိန်နဲ့ပြေးဝင်လာပြီးအားပါတဲ့လက်သီးချက်တွေကိုစတင်ပြစ်လွတ်ပါတယ်တန်းနိုင်ဟာထောင်ထဲမှာဆရာရင်းစီကတင်ယူခဲ့တဲ့တုံးပြန်မှုမဲ့
တိုက်ခိုက်ရေးနည်းကိုသုံးပြီးကြောက်ခဲရဲ့တိုက်စစ်တွေကိုပပလေးရှောင်ထွက်နေပါတယ်ကြောက်ခဲရဲ့တိုက်စစ်ကကြမ်းတမ်းပေမဲ့တန်းနိုင်ရဲ့တုံးပြန်တိုက်စစ်ကတော့ပိုပြီးတီးကြလှပါတယ်ကြောက်ခဲကလက်သီးနဲ့ဝှေ့ရမ်းလိုက်တဲ့အချိန်မှာတန်းနိုင်ကငုံရှောင်ရင်ကြောက်ခဲရဲ့နံရိုးချားကိုတရောင်းနဲ့အားပါထိုးလိုက်ပါတယ်ကြောက်ခဲဟာအသက်ရှူရမတက်ဖြစ်သွားပြီးနောက်ကိုလွင့်ဆင်သွားပါတယ်မင်းရဲ့အားကလက်ထဲမှာပဲရှိတာငါရဲ့အားကနာကြီးချက်ထဲမှာရှိတာတန်းနိုင်ကလဲနေတဲ့ကြောက်ခဲရဲ့ရင်ဘတ်ပေါ်ကိုခြေထောက်နဲ့တန်နေလိုက်ရင်ပြောပါတယ်သူဟာကြောက်ခဲကိုမတက်သေးပဲသူ့ရဲ့လက်ညှိုးတစ်ချောင်းကိုချိုးလိုက်ပါတယ်ဒါကငါ့ကိုလာထိတဲ့အတွက်ပေးရတဲ့တန်မှုပဲသွားမင်းသခင်စီပြန်သွားတော့နောက်တစ်ခါလာရင်တော့မင်းသက်ကိုပါငါအတိုးနဲ့ယူမယ်ကြောက်ခဲဟာနာကျင်မှုနဲ့အတူထွက်ပြေးသွားရပါတယ်တန်းနိုင်ဟာကောင်းကင်ကိုမောကြည့်ရင်တစ်ချက်ပြုံးလိုက်တယ်ဥဖုံမျက်စီကိုကြောက်ရွံ့ခြင်းဆိုတဲ့အရိပ်မဲတွေစတင်ရောက်ရှိသွားပြီဆိုတာသူကောင်းကောင်းသိနေပါတော့တယ်ကြောက်ခဲရှုံးနေပြီးဒဏ်ရာတွေနဲ့ပြန်ရောက်လာတာကိုမြင်လိုက်ရတဲ့အခါဥဖုံမြတ်ဟာဇိမ်ကန်ဆိုဖာပေါ်ကနေဝုန်းကနေမတ်တက်ရက်လိုက်မိပါတယ်တန်းနိုင်ဆိုတဲ့ကောင်ဟာ15နှစ်တာအမောင်ကဘာထဲမှာတိမ်မသွားတဲ့အပြင်ပို့ပြီးကြောက်စရာကောင်းတဲ့တားရဲတဲ့ကောင်အဖြစ်ပြောင်းလဲလာတာကိုသူရိမ့်မိလိုက်ပါတယ်မင်းတို့လူအုပ်စုလိုက်သွားပြီးအပြက်ရှင်းရမှာပေါ့အခုတော့ငါမျက်နှာဘယ်နာသွားထားရမလဲဥဖုံမြတ်ရဲ့ဟိန်ဟောက်တန်ကြောင့်မျိုးကြီးကတော့တောင်းတနေရမှာတုံနေရှားပါတယ်တစ်ဖက်မှာတော့တန်းနိုင်ဟာအောင်ဘွဲကိုပျော်ပါမနေပဲဇော်ကြီးကိုအရေးကြီးတဲ့အလုပ်တစ်ခုခိုင်းထားခဲ့ပါတယ်အဲ့ဒါကတော့သူ့သမီးမေကိုရှာဖို့ပါအကိုကြီးရှာခိုင်းတာတဲ့တင်ရပြီဇော်ကြီးကစာအိတ်တအိတ်ကိုကမ်းပေးပါတယ်တန်းနိုင်ရဲ့တည်ငြိမ်လာတဲ့လက်တွေဟာပထမဆုံးချိန်ဖြင့်တုံရင်သွားခဲ့ပါတယ်စာအိတ်ထဲမှာတော့အသက်20အရွယ်မိန်းကလေးတစ်ယောက်ရဲ့တပ်ပုံနဲ့ကိုရဲရာဆိုရင်ပါရှိပါတယ်နာမည်ကမင်းနှင်းဖြူတဲ့အကိုကြီးရဲ့ဇနီးနာမည်နဲ့သမီးနာမည်ကိုပေါင်းထားတာပဲဘုန်းကြီးเจ้าမှာကြီးပြင်းခဲ့ပြီးပညာတော်လိုအခုမျိုးမှာနာမည်ကြီးရှင်းနေမှလေးတယောက်ဖြစ်နေပြီတန်းနိုင်ဟာဓာတ်ပုံတွေကသမီးဖြစ်သူရဲ့မျက်နှာကိုလက်နဲ့အသားအရာပုတ်တက်ရင်မျက်လုံးတွေဝေဝါးလာပါတယ်နင်းနဲ့ရမ်းတူလုံးနဲ့သမီးလေးဒါပေမဲ့ဇော်ကြီးနောက်ဆက်တွဲပြောလိုက်တဲ့စကားကြောင့်တန်းနိုင်ရဲ့မျက်နှာကချက်ချင်းပြန်လေအေးဆက်သွားခဲ့ပါတယ်ဒါပေမဲ့ကိုကြီးမင်းနှင်းပြူအလုံးလုံးနေတာကဦးဖုံးမြတ်ရဲ့လုပ်ငန်းစုကြီးကိုအကျိုးဆောင်ပေးနေတဲ့ Justice ဥပဒေအကျိုးဆောင်အဖွဲ့မှာပဲအဲ့ဒီထက်ပိုဆိုးတာကဦးဖုံးမြတ်ရဲ့သားဖုံးမင်းကမင်းနှင်းပြူကိုသဘောကျပြီးလိုက်နေတယ်လို့ကြားတယ်တန်းနိုင်ရဲ့ရင်ဘတ်ထဲမှာမီးတောင်တစ်ခုပေါက်ကွဲသွားတယ်လို့ခံစားလိုက်ရပါတယ်သူလက်စားချေရမယ်ရန်သူရင်ခွင်ထဲမှာသူသမီးလေးရှိနေတာလားဒါမှမဟုတ်ဦးဖုံးမြတ်ကသူ့ကိုထောင်ချောက်ဆင်ဖို့သမီးကိုအတုံးချနေရလားသမီးကိုအဖေဘလို့မှအထီးကိုက်မခံနိုင်အောင်တန်းနိုင်ဟာချက်ချင်းပဲဆိုင်ကယ်ကိုနှိုးပြီး Justice ရှေ့နေရုံရှိရာကိုဦးတီလိုက်ပါတယ်သူဟာလူမိုက်တယောက်အနေနဲ့သွားတာမဟုတ်ပဲအဝေးကနေစောင်းကြည့်ုံတတ်ပါပဲရုံးစင်းချိန်မှာတော့ရုံးရှိမှာကားအကောင်စားတစ်စီးထိုးရက်လိုက်တာကိုတန်းနိုင်မြင်လိုက်ရပါတယ်ကားပေါ်ကဆင်းလာတဲ့သူကဦးဖုံးမြတ်ရဲ့သားဖုံးမင်းခဏကြာမှာတော့ရုံးထဲကနေထွက်လာတဲ့လှပထက်မြက်တဲ့မိန်းကလေးတယောက်တန်းနိုင်ဟာဓာတ်ပုံတွေကသမီးလေးကိုအပြင်မှာမြင်လိုက်ရတဲ့အခါရင်ထဲမှာစိုးတက်လာပါတယ်ဒါပေမဲ့ဖုံးမင်းကမင်းနှင်းမြူရဲ့လက်ကိုအတင်းဆွဲပြီးကားပေါ်တက်ဖို့ခေါ်နေတာကိုမြင်လိုက်ရချိန်မှာတော့တန်းနိုင်ရဲ့အာဃာတမီးတွေကထိမ့်မနိုင်သိမ့်မရဖြစ်သွားပါတော့တယ်သူဟာဆိုင်ကယ်ကိုဝုန်းကနေလီပါဆွဲပြီးသူတို့စီကိုဦးတီမောင်းနှင်သွားပါတော့တယ်ဆိုင်ကယ်အင်ဂျင်တန်ဟင်းကနေမြည်သွားပြီးတဲ့နောက်တန်းနိုင်ဟာဖုံးမင်းရဲ့ကားအနီးမှာဝုန်းကနေထိုးရက်လိုက်ပါတယ်ဖုံးမင်းကတော့သူ့ရဲ့စီးစိမ်ကိုအားကိုးပြီးလူမိုက်တယောက်လိုဝစ်ဆင်ထားတဲ့တန်းနိုင်ကိုအထင်မြင်သေးစွာနဲ့ကြီးလိုက်ပါတယ်မင်းဘာဖြစ်နေရလဲငါရှိရချက်ချင်းဖယ်ဆန်းဖုံးမင်းကငေါ့တော့ပြောရင်မင်းနှင်းဖြူရဲ့လက်ကိုပိုးပြီးတင်းတင်းဆွဲလိုက်ပါတယ်မင်းနှင်းဖြူရဲ့မျက်နှာမှာတော့စိတ်မသက်မသာဖြစ်နေတဲ့အရေးအယောင်တွေထင်ဟပ်နေပါတယ်တန်းနိုင်ဟာဆိုင်ငယ်ပေါ်ကဆင်းလိုက်ပြီးဖုံးမင်းရဲ့ရှေ့မှာမတ်တက်ရက်လိုက်ပါတယ်သူ့ရဲ့အေးဆက်ဆက်မျက်လုံးတွေကဖုံးမင်းစီကိုစူးစူးဆိုင်ဆိုင်ကြည့်နေတာကြောင့်ဖုံးမင်းဟာမတိမတာနောက်ကိုခြေတလန်းဆုပ်လိုက်မိပါတယ်မင်းကလေးကမလိုက်ချင်ဘူးဆိုရင်လက်ကိုလှုပ်ပေးလိုက်တာအကောင်းဆုံးပဲတန်းနိုင်ရဲ့တန်ကတိုးပင်မဲ့တတိပေးချက်အပြည့်ပါနေပါတယ်မင်းနှင်းပြူကတန်းနိုင်ကိုအံ့ဩတကြီးကြီးနေမိတယ်ဒီလူဟာသူမအတွက်တော့သစိမ်းတစ်ယောက်ဖြစ်ပေမဲ့သူ့ရဲ့မျက်လုံးတွေထဲမှာထူးဆန်းတဲ့နှွေးထွေးမှုနဲ့ကာကွယ်ပေးခြင်းတဲ့အရေးအယောင်တွေကိုသူမမြင်နေရပါတယ်မင်းကဘာကောင်မို့လို့ငါအလုပ်ထဲထိလာဆွတ်ဖတ်တာလေငါဘာလို့လဲဆိုတာမင်းသိလားဘုံမင်းကအော်ဟစ်လိုက်ပြီးတန်းနိုင်ရဲ့ရင်ဘတ်ကိုတွန်းဖို့ကြိုးစားပါတယ်ဒါပေမဲ့တန်းနိုင်ကဖုံးမင်းရဲ့လက်ကောက်ဝက်ကိုဖမ်းဆွဲပြီးအသားလေးလင်းချလိုက်တဲ့အခါဖုံးမင်းဟာနာကျင်လို့အော်ဟစ်ပြီးဒူးထောက်ကျသွားပါတယ်ရှင်ဘာလုပ်တာလဲတော့ပါတော့
မင်းင်းပြူကအထိတ်လန့်တကြားနဲ့တန်နိုင်ကိုတားလိုက်ပါတယ်တန်နိုင်ဟာသမီးဖြစ်သူရဲ့အတန်ကိုကြားလိုက်ရတဲ့အခါရင်ထဲမှာစစ်ကနေနာကျင်သွားပြီးဖုံးမင်းရဲ့လက်ကိုလွှတ်ပေးလိုက်ပါတယ်မင်းင်းပြူကဖုံးမင်းကိုထူပေးရင်းတန်နိုင်ကိုဒေါသတကြီးကြီးလိုက်တယ်လူမိုက်ဆိုတိုင်းဒီလိုပဲရမ်းကားရသလားကျမတို့ကိစ္စကျမတို့ရှင်းပါမယ်နောက်တစ်ခါလာမပတ်သက်ပါနဲ့သူမရဲ့စကားလုံးတွေကတန်နိုင်ရဲ့ရင်ဘတ်ကိုတဲ့တဲ့မှန်သွားပါတယ်သူသမီးကသူ့ကိုလူမိုက်လို့တတ်မှတ်လိုက်တာပါပဲတန်နိုင်ဟာဘာစကားမှထပ်မပြောပဲဆိုင်ငယ်ပေါ်ပြန်တက်လိုက်ပါတယ်သူတို့နှစ်ယောက်ကောင်းမောင်ထွက်သွားတာကိုကြည့်ရင်တန်နိုင်ဟာလက်သီးကိုတင်းတင်းဆုပ်ထားမိတယ်ဟုတ်တယ်သမီးအဖေကလူမိုက်ပဲဒါပေမဲ့အဖေကမင်းကိုကာကွယ်မဲ့လူမိုက်မျိုးပါထိုညမှာတန်နိုင်ဟာဇော်ကြီးကိုအမင်းတစ်ခုပေးလိုက်တယ်ဦးဖုံးမြတ်ရဲ့သားဖုံးမင်းဟာမင်းကလေးတွေကိုဖျက်ဆီးလေးရှိတဲ့သတင်းစိုးတွေရှိထားသူပါတန်နိုင်ဟာသူသမီးကိုအဲ့ဒီလူယုံမာရဲ့လက်ထဲကနေကယ်တင်ဖို့အတွက်ရိုးသားတဲ့နီလန်နဲ့မရနိုင်ဘူးဆိုတာသူသိလိုက်ပါပြီတစ်ဖက်မှာတော့ဦးဖုံးမြတ်ဟာသူ့သားအဆက်ခွဲခံရတာကိုသိတဲ့အခါဒေါသတရားတွေထိမ့်မနိုင်သိမ့်မရဖြစ်လာပါတယ်သူဟာတန်နိုင်ကိုတတ်ဖို့အတွက်တင်မကပဲတန်နိုင်ဘာကြောင့်မင်းင်းဖြူကိုကာကွယ်ပေးနေတယ်ဆိုတာကိုပါစုံစမ်းဖို့သူ့ရဲ့လိုအပ်တပ်ဖွဲ့ကိုအမိန်ပေးလိုက်ပါတယ်ဇလန်းကတော့ရန်သူနှစ်ယောက်ကြားမှာမြေစာပင်ဖြစ်နေတဲ့သမီးလေးတစ်ယောက်နဲ့ပို့ပြီးရှုပ်ထွေးလာပါတော့တယ်ဦးဖုံးမြတ်ရဲ့ဇိမ်ခံရုံးခန်းအတွင်းမှာလေထုကတင်းမာလွန်းလို့အသက်ရှူရတာတော့ခက်ခဲနေပါတယ်ဘုံမင်းဟာသူ့လက်ကဝက်ကပတ်တီးကိုပြရင်ဖခင်ဖြစ်သူကိုတိုင်တောနေပါတယ်အဖေအဲ့ဒီကောင်ကတကယ်လူမိုက်ပဲကျွန်တော်ကိုလူပုံလဲမှာဒူးထောက်ခိုင်းခဲ့တာအဲ့ဒီကောင်ကိုအသေးတက်ပေးပါဖေဦးဖုံးမြတ်ဟာဇပွဲပေါ်ကဝီစကီခွက်ကိုနေရန်စီပြစ်ပေါက်လိုက်ပါတယ်ဖန်ခွက်ကွဲတံကအခန်းထဲမှာဟိန်းထွက်သွားတယ်သူဒေါသထွက်နေတာကသူ့သားအရိုက်ခံရတာထက်တက်နိုင်ကသူ့အနီးနားကိုတဖြည်းဖြည်းချင်းကပ်လာနေတာကိုပါပြီးတော့တက်နိုင်ကဘာလို့မင်းင်းမြူကိုကာကွယ်ပေးနေရလဲဆိုတာသူစဉ်းစားလို့မရဖြစ်နေပါတယ်မျိုးကြီးမင်းပြောတော့တက်နိုင်ကအဆက်အသွယ်မရှိတဲ့အကောင်စုအခုတော့သူကမျိုးထဲမှာအင်အားတွေစုနေပြီပြီးတော့ငါးသားဦးတော်လာထိနေပြီမျိုးကြီးကတော့ချွေးပြန်နေရင်ကျွန်တော်စုံစမ်းနေပါတယ်ဆရာကြီးအဲ့ဒီတက်နိုင်ဆိုတဲ့ကောင်ကထောင်ထဲမှာဆရာရင်းဆိုတဲ့လူမိုက်ကြီးနဲ့ပေါင်းခဲ့တာအခုသူ့နောက်မှာလူတွေအများကြီးရှိနေပုံပဲဦးဖုံးမြတ်ဟာဘရင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်ရင်အတွေးနှက်နေပါတယ်တက်နိုင်ကိုရှင်းဖို့လက်နက်ကိုင်လူမိုက်အဖွဲ့တွေကိုငားရမ်းဖို့သူဆုံးဖြတ်လိုက်ပါတယ်ဒါအပြင်သူဟာပိုပြီးရုံမာတဲ့အကွက်တစ်ခုကိုစတင်လိုက်ပါတယ်အဲ့ဒါကတော့မိန်နှင်းမြူကိုတက်နိုင်တဲ့ဝေးရကိုပိုးပြဖို့ပါပဲဖုံးမင်းမိန်နှင်းမြူကိုခဏနားခိုင်းလိုက်သူကငါတို့အမှုတွေကိုတီထားတဲ့သူဆိုတော့သူ့ကိုလောလောဆယ်အန်နေမပြုတ်နဲ့ဘူးဒါပေမဲ့အဲ့ဒီတက်နိုင်ဆိုတဲ့ကောင်ကိုတော့ဒီညမှာပဲအမြင့်ပြတ်ရှင်းရမယ်တစ်ဖက်မှာတော့တက်နိုင်ဟာသူ့ရဲ့စကန်တဲ့မှာဇော်ကြီးနဲ့အတူပြင်ဆင်နေပါတယ်သူ့ရဲ့မျက်လုံးတွေကအရင်ကထက်ပိုပြီးတည်ငြိမ်နေတယ်သူသိတယ်ဦးဖုံးမြတ်ဟာဒီညမှာအင်အားသုံးပြီးလာတိုက်တော့မယ်ဆိုတာပါဇော်ကြီးလူတွေကိုအသင့်ပြင်တာဒါပေမဲ့ဘသူ့ကောင်မှအရင်မလုံနဲ့သူတို့ဘက်ကစားလာတာနဲ့ငါတို့ခံခဲ့ရသမျှအတိုးတွေဒီညကစပြီးတောင်းကြတာပေါ့တန်းနိုင်ဟာသူ့ရဲ့အကျဉ်းတော်ဝစ်စုံဟောင်းလေးကိုကြည့်ရင်15နှစ်စာနာကျင်မှုတွေကိုပြန်လဲအမှတ်ရနေပါတယ်ဦးဖုံးမြတ်ရဲ့လောဘကြောင့်သူဟာမိသားစုနဲ့ဝေးကွာခဲ့ရတယ်ဇနီးတဲ့ကိုဆုံးရှုံးခဲ့ရတယ်သမီးနဲ့ရန်သူလိုဖြစ်ခဲ့ရတယ်ဒီနာကြီးချက်တွေကတန်းနိုင်ကိုတာမန်လူတယောက်ကနေသွေးအေးတဲ့ငကားတစ်ကောင်အဖြစ်ပြောင်းလဲပေးလိုက်တာပါညနေလာတဲ့အခါမှာတော့တန်းနိုင်ရဲ့စကန်ရှိရာကိုတောင်ရှိကိုကားမဲရောင်5စီးထိုးရက်လိုက်ပါတယ်ကားပေါ်ကနေလက်နက်ကင်9စီးနဲ့လူမိုက်30ကျော်ဆင်းလာကြတယ်သူတို့အားလုံးဟာဦးဖုံးမြတ်9ရက်နာတဲ့သွေးတောက်အဖွဲ့ဝင်တွေပါကိုတောင်ထဲမှာတော့မီးမဲမဲအောက်မှာတန်းနိုင်တယောက်တည်းထိုင်ကုန်မှာထိုင်နေပါတယ်သူ့ရဲ့လက်ထဲမှာတော့တန်တုပ်တစ်ချောင်းကိုကင်ထားရင်ရန်သူတွေကိုစောင့်ကြိုနေပါတော့တယ်ကိုတောင်တကားကြီးဘုံကနေပွင့်ထွက်သွားပြီးသွေးတောက်အဖွဲ့ဝင်တွေဟာလက်နက်9စီးနဲ့အထဲကိုဝင်လာကြပါတယ်မီးမဲမဲအောက်မှာတယောက်တည်းထိုင်နေတဲ့တန်းနိုင်ကိုမြင်တော့သူတို့အားလုံးခဏတာတုံသွားကြတယ်တန်းနိုင်ကတော့အေးအေးလူလူပဲထိုင်ကုန်ပေါ်ကထားလိုက်ပြီးလက်ထဲကတန်တုပ်ကိုကျမ်းမြင့်ပေါ်ဒရော့တိုက်ဆွဲရင်ရှေ့ကိုလှမ်းလာပါတယ်ဦးဖုံးမြတ်ကလူဝင်အားဒီလောက်ပဲလွတ်နိုင်တာလားတန်းနိုင်ရဲ့စိန်ခေါ်တန်အဆုံးမှာလူမိုက်တွေဟာဟိန်းဟောက်ပြီးတန်းနိုင်စီကိုပြေးဝင်လာကြပါတယ်တန်းနိုင်ဟာရှောင်းနှင်းချင်းထက်တိုက်စစ်ကိုပိုဦးစားပေးပါတယ်သူ့ရဲ့တန်တုပ်ချက်တွေကထိကြလွန်လာပြီးရန်သူတွေရဲ့ခြေထောက်နဲ့လက်ကောက်ဝက်တွေကိုသာပြစ်မှတ်ထားရိုက်နှက်ပါတယ်ကိုတောင်ထဲမှာနာကျင်စွာအော်ဟစ်တန်တွေစူညံသွားပါတယ်တန်းနိုင်ဟာလူအုပ်ကြားထဲမှာလေးစင်နှမောင်းတစ်ခုလိုလှုပ်ရှားနေပါတယ်တစ်ဖက်မှာတော့ပုံးကွယ်နေတဲ့ဇော်ကြီးနဲ့သူ့တပည့်တွေဟာအချိန်ကားကြီးထွက်လာပြီးကျန်တဲ့လူတွေကိုဝိုင်းညှက်လိုက်ပါတယ်ဒီညပွဲကတိုက်ပွဲတစ်ခုထက်တန်းနိုင်ရဲ့15နှစ်စာနာကြီးချက်တွေကိုထုတ်ပေါ်နေတဲ့
ပွဲတစ်ခုနဲ့တူနေပါတယ်တန်းနိုင်ဟာသူ့စီကိုဓာတ်နဲ့ဝင်ခုတ်တဲ့သူရဲ့လက်ကိုဖမ်းဆွဲပြီးပြောင်းပြန်လင်းချလိုက်ပါတယ်နောက်ပြီးမျိုးကြီးရဲ့ယုံကြည်ရဆုံးတပည့်တယောက်ကိုလေပင်ကနေမပြီးနေရံနဲ့စောင့်ပြစ်လိုက်ပါတယ်ပြန်ပြောလိုက်ဦးဖုံးမြတ်ကိုပြန်ပြောလိုက်ငါးစီကိုလူလွတ်တာဟာသူတို့အတွက်တေတွင်တူးတာနဲ့အတူတူပဲလို့နာရွက်ခန့်အကြာမှာတော့ကိုတော်ထဲမှာဦးဖုံးမြတ်ရဲ့လူတွေဟာကျမ်းမြေပေါ်မှာပြန့်ကျဲပြီးလဲနေကြပါပြီတန်းနိုင်ရဲ့အင်ကြီးမှာတော့ရန်သူသွေးတွေစွန်းထင်နေပေမဲ့သူ့မျက်နှာကတော့တန်မဏိလိုအေးဆက်နေသေးပါဇောကြီးဒီကောင်လေးကိုအပြင်ကိုထုတ်လိုက်နောက်ပြီးဒီညဖြစ်ခဲ့တာတွေကိုဦးဖုံးမြတ်သိအောင်ဓာတ်ပုံရိုက်ပြီးပို့ပေးလိုက်တန်းနိုင်ဟာကိုတော်ပြင်ဘက်ကိုထွက်လာပြီးမိုးဖွဲဖွဲကျနေတဲ့ကောင်းကင်ကိုမောကြည့်လိုက်ပါတယ်သူ့ရဲ့ရင်ထဲမှာအောင်ပွဲထက်ပိုတဲ့ခံစားချက်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့ဦးဖုံးမြတ်ရဲ့အာနာဇက်တွေတဖြည်းဖြည်းပြိုလဲနေပြီဆိုတဲ့အသည့်ပါပဲဒါပေမဲ့တန်နိုင်မသိတာကတော့ဦးဖုံးမြတ်ဟာဒီညရဲ့ရှုံးနေမှုကိုလက်တုံးပြန်မှုအတွက်မင်းနှင်းဖြူကိုသားကောင်အဖြစ်စတင်အသုံးချနေပြီဆိုတာပါပဲဦးဖုံးမြတ်ဟာမင်းနှင်းဖြူကိုခေါ်ပြီးတန်နိုင်ဟာသူမရဲ့အသက်ကိုရမ်းရှာနေတဲ့လူသက်သမားတစ်ယောက်ဖြစ်ကြောင်းအဲ့ဒီလူကိုဖမ်းဆီးဖို့အတွက်သူမကိုကူညီပေးရမှာဖြစ်ကြောင်းယုံမာစွာလိန်လည်ပြောဆိုနေပါတော့တယ်တွေးဆွခဲ့တဲ့ညတညကုံဆုံးသွားပြီးရဲ့နောက်မျိုးပြရဲ့မနက်ခင်းဟာပုံမှန်အတိုင်းပြန်လည်စတင်လာပေမဲ့ဦးဖုံးမြတ်ရဲ့အိမ်တော်မှာတော့ငရဲမိတောက်လောင်နေသလိုပါပဲသူ့ရဲ့သွေးတောက်အဖွဲ့ဝင်တွေဒဏ်ရာဘရဘွားနဲ့ပြန်ရောက်လာတာကိုကြည့်ပြီးဦးဖုံးမြတ်ဟာသွေးတက်မတက်ဒေါသထွက်နေပါတယ်ဒီကောင်တတ်နိုင်မင်းကငါ့ကိုစိန်ခေါ်ကျင်တာပေါ့လေဦးဖုံးမြတ်ဟာတစုံတစ်ခုကိုကြံစီနေတော့မှပဲသူ့ရဲ့ဇပွဲပေါ်ကိုဖုန်းတစ်လုံးမိလာပါတယ်ဖုန်းမျက်နှာပြင်ပေါ်မှာပေါ်လာတာကအမီမသိနံပါတ်တစ်ခုသူ့ဖုန်းကိုကင်လိုက်တဲ့ဟာသူဖုန်းကိုကင်လိုက်တာနဲ့တစ်ဖက်ကနေအေးဆက်ဆက်အသက်ရှူတန်ကိုကြားလိုက်ရပါတယ်ဦးဖုံးမြတ်ခမားလွတ်လိုက်တဲ့အမိုက်တွေကိုငါရှင်းပြီးပြီမင်းရဲ့လက်ကတဖြည်းဖြည်းနီးလာပြီလို့မှတ်ထားလိုက်တတ်နိုင်မင်းဘက်မှာလေဦးဖုံးမြတ်အော်ဟစ်လိုက်ပြီမဲ့တစ်ဖက်ကဖုံးချသွားပါပြီတုံညမှာပဲတတ်နိုင်ဟာဇော်ကြီးရဲ့ကူညီနဲ့ဦးဖုံးမြတ်ရဲ့ခြံဝင်းထဲကိုတိတ်တဆိတ်ကျိုးကျော်ဝင်ရောက်ခဲ့ပါတယ်ခင်မီလုံခြုံရေးတွေကင်မရာတွေရှိနေပေမဲ့ထောင်ထဲမှာဆရာဟင်းတင်ပေးခဲ့တဲ့အမောင်ထဲမှာလှုပ်ရှားတဲ့အတတ်ပညာကတန်နိုင်အတွက်တော့ခလေးကစားစရာလိုပါပဲသူဟာဦးဖုံးမြတ်ရဲ့အိတ်ခမ်းပရင်ပေါက်ကနေတဆင်အထဲကိုဝင်သွားခဲ့တယ်အခန်းထဲမှာဦးဖုံးမြတ်ကတော့နင်းနေချာချာအိမ်မောကြားနေပါတယ်တန်နိုင်ဟာဦးဖုံးမြတ်ကိုတတ်ဖို့ဓာတ်မြောင်ကိုထုတ်လိုက်ပေမဲ့ချက်ချင်းပြန်သိမ်းလိုက်ပါတယ်မင်းကိုဒီလောက်နဲ့မသေးစေချင်သေးဘူးမင်းဒီဆောက်ထားတဲ့အရာအလုံးပြိုလဲသွားတာကိုမင်းမျက်လုံးနဲ့မြင်သွားစေရမယ်တန်နိုင်ဟာဦးဖုံးမြတ်ရဲ့အိယာပေကဇပွဲပေါ်မှာစာအိတ်တအိတ်ကိုတင်ထားခဲ့ပါတယ်အဲဒီစာအိတ်ထဲမှာတော့လွန်ခဲ့တဲ့15နှစ်ကတန်နိုင်ကိုထောင်ချခဲ့တဲ့အမှုတွေမှတ်တမ်းအဟောင်းနဲ့အတူသွေးစွန်းနေတဲ့ကြီးစံခွန်တစ်ခုပါရှိပါတယ်နောက်တစ်နေ့မနက်ဦးဖုံးမြတ်နိုးလာပြီးစာအိတ်ကိုမြင်လိုက်ရချိန်မှာတော့သူတကိုယ်လုံးတုံတုံရင်ရင်ဖြစ်သွားပါတယ်ဒါဟာရိုးရိုးတတိဘေးချက်မဟုတ်ပဲတေမင်းရဲ့ဖိတ်စာဆိုတာသူနားလေလိုက်ပါပြီလူတွေအကုန်ခေါ်စမ်းငါ့အိမ်ကိုလုံခြုံရေးနှစ်ဆတူပြီးတော့မင်းနှင်းဖြူကိုငါးစီအခုချက်ချင်းခေါ်ခဲ့ဦးဖုံးမြတ်ဟာကြောက်လန့်တကြားနဲ့အော်ဟစ်နေပါတယ်တစ်ဖက်မှာတော့တန်နိုင်ဟာမြို့ရဲ့မြင်မာတဲ့အဆောက်အုံတစ်ခုပေါ်ကနေဦးဖုံးမြတ်ရဲ့အိမ်ဘက်ကိုလှမ်းကြည့်နေပါတယ်သူ့ရဲ့လက်စားချေမှုအစီအစဉ်ကဒုတိယအဆင့်ကိုကူးပြောင်းမှုပြင်ဆင်နေပါပြီဒါပေမဲ့သူမသိလိုက်တာကတော့ဦးဖုံးမြတ်ဟာမင်းနှင်းဖြူကိုတန်နိုင်ရဲ့ရန်တိုက်ပေးဖို့အတွက်တန်နိုင်ဟာမင်းရဲ့မိဘကိုတတ်ခဲ့တဲ့တရားခံအစ်စ်ဆိုတဲ့အယုံမှဆုံးလိန်လည်မှုကိုစတင်ပြောဆိုလိုက်ခြင်းဖြစ်ပါတော့တယ်